ပရိသတ်တွေရဲ့မှန်ချက်နဲ့လွဲစီနေခဲ့တဲ့ကက်ဆက်မျက်နှာဖုံးပိုင်ရှင်The Masked Singer Season 3ကြီးကတော့လက်ရှိမှာအောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့တာပါ Final မှာ Strawberry နဲ့ Castle Rockstar တို့ပြိုင်ဆိုင်မှုကနေ Castle Rockstar ကဝင်းနာဖြစ်ခဲ့တာပါဒီအပတ်မှာတော့ Castle Rockstar ရဲ့မျက်နှာဖုံးအောက်ကဆယ်လီဘယ်သူလဲဆိုတာကိုသိရှိခဲ့ကြရပြီးပါပြီကက်ဆက်မျက်နှာဖုံးပိုင်ရှင်ကပရိသတ်အများစုခံမှန်းခဲ့တဲ့ဆယ်လီနဲ့တက်ဆင်အောင်ကိုလွဲချော်နေခဲ့တာပါအများစုကတော့ပရိသတ်တွေရဲ့အချစ်တော်ဦးတီလို့ချစ်စနိုးခေါ်ကြတဲ့မင်းသားကြီးပြည်တီဦးဆိုပြီးခံမှန်းခဲ့ကြပါတယ်ဒါပေမဲ့တကယ်နဲ့မျက်နှာဖုံးချလိုက်တဲ့အချိန်မှာတော့မင်းသားကြီးပြည်တီဦးမဟုတ်ဘဲအစိုးရဖြိုးကျော်ထိုက်ဖြစ်နေတာပါပြည်တီဦးဆိုပြီးအခိုင်အမာလောင်းကြီးထပ်ထားတဲ့သူတွေပါရှိနေတာကြောင့်ဖြိုးကျော်ထိုက်မှန်သိရတဲ့အချိန်မှာတော့ကြရက်တီလည်းဖြစ်သွားခဲ့ရပါတယ်တချို့ကလည်းဖြိုးကျော်ထိုက်ဆိုတော့ဘယ်သူမှန်းတော့မသိအောင်မလို့သူတို့ခံမှန်းတာလွဲချော်တာပါဆိုပြီးတုံ့ပြန်လာကြပါတယ်ဒီတစ်ခါThe Masked Singerကလူသိနေတဲ့ဆယ်လီတွေများနေတာကြောင့်ဖြိုးကျော်ထိုက်ဝင်းနာဖြစ်တာတော့မထိုက်တန်ဘူးလို့ဝေဖန်လာကြတာပါတကယ်ဆိုရင် Strawberry မျက်နှာဖုံးပိုင်ရှင်ခင်ပိုးပကြီးဝင်းနာရတဲ့နာဆိုပြီးလဲအခုထက်ထိနှမျောတတဖြစ်နေကြစေပါပဲဖြိုးကျော်ထိုက်ရဲ့ပရိသတ်တွေကတော့စီစဉ်အစမှာကလေးကတန်းပြောလာနိုင်ခဲ့ကြတာကတော့ချီကျူးစရာပါတကယ်တော့ဖြိုးကျော်ထိုက်စွာကလည်းတာမန်နေရရအစိုးရတူမဟုတ်ဘူးရှင်နမည်ကြီးတေးသချင်းများစွာကိုသိဆိုခဲ့သူဖြစ်ကောင်သူ့နယ်ပင်နဲ့သူပရိသတ်ခိုင်မာရရှိထားတဲ့သူပေါင်းဒါပေမဲ့ဂီတကိုယူသွကြတဲ့သူတွေသာဖြိုးကျော်ထိုက်မှန်ခံမှန်းမိခဲ့ကြတာမလို့အများမြင်နဲ့လွဲချော်ခဲ့ကြရတာပါကက်ဆက်မျက်နှာဖုံးပိုင်ရှင်ကခံမှန်းချက်နဲ့ထပ်တူကြလားဒါအပြင်ဝင်းနာဖြစ်ရောထိုက်တန်ရလားဆိုတာပြပြခဲ့ဦးနော်